ကယ်ရှင်တို့ရေမျက်နှာတန်းစင်တဲ့တိုနာလုပ်တဲ့အခါမှာကျမအခုလိုနင်းစီအရည်လေးကို extract လုပ်ပြီးတော့မှသုံးလေးရှိပါတယ်ကိုရေနွေးငွေးကနေပြီးတော့မှပေါင်းယူပြီးရရှိလာတဲ့အရည်ဖြစ်လို့မြန်မာလိုတော့ပေါင်းခန့်ရည်လို့ခေါ်ကြပါတယ်ဘာဝနီးနဲ့ organic sun skin care သုံးရတာကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ကျမအခုလုပ်ပြတဲ့နီးလေးတွေကိုလုပ်လေးရှိပါတယ်ကျမကတော့ channel မှာရှိတဲ့ organic နင်းစီပန်းလေးတွေကိုခူးပါတယ်ပုံမှန်ကတော့ Bulgaria နင်းစီအမျိုးအစားကိုသုံးတဲ့ဆိုလို့ရှိရင်ပို့ပြီးတော့မှမွေးတာပေါ့နော်ဒါပေမဲ့ကျမစိုက်ထားတဲ့ Bulgaria တွေကနင်းစီပန်းမပွင့်သေးတော့ကျမရှိတာလေးနဲ့ပဲအရင် hydrosol လုပ်လိုက်ပါတယ်ဒါတွေက organic skin care ပြန်အောင်မှဆိုရင်အရေးကြီးတာကနင်းစီပန်းတွေက organic ဖြစ်ရပါမယ်ဟိုဒါရူပစ္စည်းတွေနဲ့သုံးထားတဲ့နင်းစီပန်းဖြစ်နေတယ်မှာဆိုလို့ရှိရင်ပိုးတွေပါတွေကတခါတည်းမြင်ရတယ်အရင်ဦးဆုံးရရှိလာတဲ့နင်းစီလေးတွေကိုကျမတို့ရေသေးချလေးဆေးပေးလိုက်ပါမယ်ရှင်ကျမကတစ်ချံလုံးမှာရှိတဲ့နင်းစီလေးတွေကိုပတ်ပြီးတော့ခူထားတာဆိုတော့အယောင်ကတော့အစုံပဲဖြစ်နေပါတယ်ရှင်နင်းစီနဲ့ပြုလုပ်တဲ့ hydrosol ကဘယ်သားရည်မဆိုအသုံးပြုလို့ရပါတယ် oily ဒါမှမဟုတ် dry skin sensitive skin ဒါတွေအကုန်လုံးသုံးလို့ရပါတယ်ရှင်ရေနလီတာအသုံးပြုခဲ့ပါတယ်ရှင်ပြီးရင်တော့နင်းစီကိုကျမတို့အပေါ်ဆုံးထပ်မှာထည့်ပါမယ်ဒီအိုလေးကိုလေးရောင်ချလာလို့ကျမကို hydrosol ဗီဒီယိုတင်တဲ့အခါတိုင်းမှာလာမေးကြပါတယ်အရင်ကတော့ကျမရောင်ပေးပါတယ်ရှင်အခုလက်ရှိကပစ္စည်းမှာယူရတာတွေပို့ရတာတွေအရင်ကိုအခက်ခဲဖြစ်လို့ကျမမရောင်တော့ပါဘူးเนาะ hydrosol ချက်နည်းကိုအခုဗီဒီယိုတစ်မျိုးတည်းမဟုတ်ပဲအရှိကအရင်လုပ်ခဲ့တဲ့ဗီဒီယိုတွေပါတင်ပေးပူတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစိတ်လေးလာချင်တဲ့သူတွေအတွက်ကျမရဲ့ဗီဒီယိုအဟောင်းလေးကိုပြန်ရှာပြီးတော့မှလေ့လာကြည့်ဖို့ကျမကအကြံပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးပါဘိုင်ဘိုင်